ချားသူတွေရလက်ရနေရလဲကိုကသိတယ်အဲ့ဒီရလက်တွေကိုလည်းကိုကပိုင်ဆိုင်ခြင်းထပြီးတော့မှလှုပ်လိုက်တယ်ဆိုလို့ရှိရင်လည်းကိုလည်းဒီရလက်တွေရမှာကိုလှုပ်လို့နိုင်တယ်ဆိုတာလည်းကိုယ်တိုင်သိဒါပေမဲ့ဘာကြောင့်ကိုဒီနေ့ဒီချိန်ထိမလှုပ်ဖြစ်သေးရလဲဆိုလို့ရှိရင်ကိုယုံကြည်မှုမရှိနေသေးဘူးအဲ့ဒီလိုယုံကြည်လို့မရှိနေသေးတာကိုအားရဲ့ယောက်ျားကကျမရဲ့မိဘကကျမရဲ့ပတ်ဝန်းကျင်ကကျမရဲ့ဆွေမျိုးတွေကအငံကြီးကဒီလိုတွေတားဆီးနေလို့ဒီလိုမျိုးတွေနှောက်ယှက်နေလို့ကျမလုံးမရတာပါဆိုပြီးတော့တခြားသူကိုအပြစ်တင်ပြီးကျမတို့စင်ကြေပေးလို့မရအရာရာတိုင်းကပြောင်းလဲနေမှာပဲဒီအရာတွေကကျမတို့သွားထိန်းချုပ်လို့လည်းမရဘူးကျမတို့ထိန်းချုပ်လို့ရတာကျမတို့အဲကြောင့်မို့ကိုပြန်ပြီးတော့မှအဖြေရှားမယ်ငါယုံကြည်မှုဘလောက်ထိထည့်နိုင်ဒီနေ့ကျမတို့တစ်ခုခုကိုစလုပ်ဖို့အတွက်ကိုယုံကြည်မှုမရှိသေးဘူးဆိုရင်ကိုဘာကိုပဲတွေးရငါစလုပ်ကြည့်လိုက်မယ်တစ်ခါမှဗီဒီယိုမရိုက်ဘူးတဲ့သူကဒီနေ့ဗီဒီယိုတစ်ပုတ်ရိုက်ပြီးဒီနေ့ဗီဒီယိုတစ်ပုတ်တင်လိုက်တယ်ဆိုကိုလုံးနိုင်ပါလားဆိုတော့ယုံကြည်မှုစပြီးတော့မှဖြစ်လာတာပဲဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကြည့်နေတဲ့သူကတင်ပေါ်မှာချိန်တစ်ခါလောက်စွန့်စားဖို့အတွက်တခြားသူကိုစင်ကြေပေးနေရဆိုအဲ့ဒီဟာကိုရပ်တွန့်ကိုတိုင်းဒီနေ့စလုပ်ကြည့်ဒီနေ့ဗီဒီယိုရိုက်ကြည့်ဒီနေ့contentတစ်ပုတ်ဖန်တီးကြည့်ဆိုရင်တဖြည်းဖြည်းနဲ့ယုံကြည်မှုတွေတိုးပွားလာမှာပဲဖြစ်ပါတယ်ကိုချက်ချင်းမယုံကြည်နိုင်သေးဘူးဆိုတာကသဘာဝဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင်တော့ like and share လေးလုပ်ပေးပါကျေးဇူးတင်ပါတယ်